Okay, channel ငယ်ချင်းမိတ်ဆွေများအားလုံးမင်္ဂလာပါနော်ကျွန်တော်ရဲ့ဒီနေ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရနော်ဒီနေ့ကျွန်တော်လာပြီးမျှဝေတင်ပေးသွားမယ်အကြောင်းအရာလေးကတော့နော်ကိုဖြတ်မိသွားတဲ့အဲ့ဒီဖုန်းနံပါတ်ကိုဘယ်လိုနည်းနဲ့သွားပြီးစာပေးရမလဲနော်ဘယ်မှာသွားပြီးစာပေးရမလဲဘာလို့လိုအားတာလဲဆိုတာကတော့ကျွန်တော်လာမေးလို့တဲ့သူစီလို့ကျွန်တော်လာပြီးဗီဒီယိုဖိုင်နဲ့လာပြီးမျှဝေတင်ပေးသွားတာပြပါနော်ဒီမှာကျွန်တော်ဒီမှာမနမဟုတ်ဆိုအဲ့ဒီlink တစ်ခုကိုလာပြီးရေးထည့်ပေးရမှာဖြစ်ပါတယ်နော်တကယ်လို့မရေးချင်ဘူးဆိုရင်တော့ကျွန်တော်ဗီဒီယိုအောက်ကကွန်မန့်တဲ့မှာကျွန်တော်လာပြီးချက်ပေးသွားမှာဖြစ်ပါတယ်နော်ဒါမှမဟုတ်ကျွန်တော်ဗီဒီယိုအောက်မှာကျွန်တော်အဲ့ဒီ link ကိုလာပြီးချက်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီ link ကနေပြီးဆင်းသွားပြီးနှိပ်ဝင်ပေးလို့ရပါတယ်နော်ဒီမှာနော်အဲ့ဒီ link ကိုတစ်ချက်လာပြီးယူပေးလိုက်မယ်နော်ဟိုက copy ယူထားလို့ပြီးဆိုရင်တော့အဲ့ဒီ browser နော်ကိုပေါ်တယ်မှာပါလာတဲ့အဲ့ဒီ browser လေးကိုတစ်ချက်လာပြီးနေပြရမှာဖြစ်ပါတယ်နော်နေဝင်လာလို့ပြီးဆိုရင်တော့အဲ့ဒီဒီမှာနော်ဒီနေရာလေးကိုတစ်ချက်လာပြီး copy လိုက်ပြီးဆိုရင်ခုနက copy ယူထားတဲ့အဲ့ဒီ link ကိုတစ်ချက်လာပြီးနေဝင်ပြရမှာဖြစ်ပါတယ်နော်အဲ့ဒီ link ကိုနေဝင်လို့ပြီးဆိုရင်တော့ပြန်ပြီးတစ်ချက် copy လိုက်နော်ကျွန်တော်အဓိကပြောချင်တာကတော့ဒီနေရာလေးကိုတော့ကိုယ့်ရဲ့ browser လေးကိုဝင်လာတော့မယ်ဆိုရင်ကိုယ့်ရဲ့ browser က Facebook နဲ့အရင်ပြန်ပြီး log in ဝင်ပြရမှာဖြစ်ပါတယ်เนาะကို log in ဝင်ပြီးမှဒီနေရာလေးကိုပြန်ပြီးဝင်လာလို့ရပါတယ်เนาะခုန link ကိုဒီမှာကိုယ့်ရဲ့ browser လေးကိုလာပြီးချလို့ပြီးဆိုရင်တော့သူပြန်ပြီးပေါ်ပေးမဲ့ဖုန်းနံပါတ်ကတော့ဒီမှာเนาะကိုလိုချင်တဲ့ဒီဖုန်းနံပါတ်တွေကိုအကလို့ဒီမှာပေါ်လာပါပြီเนาะအရင်ကဖုန်းနံပါတ်တွေကိုဒီမှာအကလို့ပေါ်လာပါပြီเนาะသွားပြီးလုပ်ကြည့်လိုက်ပါတော့เนาะတကယ်လို့ကျွန်တော်ငယ်ချင်းမိတ်ဆွေကเนาะဒီနည်းနဲ့အောင်မြင်သွားခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကို like insert လုပ်ပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်เนาะနောက်လာမယ့်ဗီဒီယိုဖိုင်လေးကိုလည်းကျွန်တော်ကြိုးစားပြီးအများကြီးတင်ပေးသွားမှာမို့လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်เนาะအဲဒီမှာเนาะကျွန်တော်ကတော့ဖုန်းနံပါတ်တွေအများကြီးပေါ်လာပါတယ်เนาะကျွန်တော်မမမီနဲ့ဖုန်းနံပါတ်တွေရင်အားစီတဲ့ကျွန်တော်ရဲ့ဖုန်းနံပါတ်တွေကိုအကလုံးပြန်ပြီးပေါ်လာပါတယ်เนาะကျွန်တော်ရဲ့မိတ်ဆွေကဒီနီလာလေးကိုတွားပြီးလုပ်ကြည့်လိုက်ပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ရမရကျွန်တော်ရဲ့ဗီဒီယို comment အောက်မှာနောက်လာပြီးပြန်ပြီးရေးပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်เนาะဒီနီလာလေးကတော့မိတ်ဆွေတို့အတွက်ကြိုးစိခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုလည်း like and share လုပ်ပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်เนาะပြီးဆိုရင်ကျွန်တော်ရဲ့ပြင်းရဲဆိုတဲ့အဲ့ဒီ channel page ကိုလာပြီး follow လုပ်ပေးကြပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်เนาะအားလုံးပဲအဆင်ပြေကြပါစေเนาะ